1900 ခုနှစ်ကအလက်စကာပြည်နယ်စစ်ကာမြို့ကဒေသခံတွေဟာအနီးနားကမီးတောင်တစ်ခုစီကနေမဲမောင်နေတဲ့မီးခိုးငွေ့ကြီးတွေထွက်ပေါ်နေတာကိုအိယာနုံနုံချင်းတွေ့လိုက်ရပါတယ်။ထိတ်လန့်တုန်လှုပ်မှုတွေကအမြန်ဆုံးပြန့်နှံ့သွားခဲ့ပါတယ်။ဒီမီးတောင်မောင်အက်ရှ်ကမ်ဟာမပေါက်ကွဲတော့ပဲငြိမ်သက်နေတာနှစ်ပေါင်းများစွာကြာခဲ့ပြီးဖြစ်ပါတယ်။ကမ်းခြေဆောင်တပ်ဖွဲ့ဝင်တွေကလည်းအဆိုးရွားဆုံးအခြေအနေကိုစိုးရိမ်ခဲ့အပွဲရဟတ်ရင်တွေကိုအခင်းဖြစ်ပွားရစီအမြန်စီလို့ထပါတယ်။ဒါပေမဲ့သူတို့မီးတောင်ထီကိုရောက်သွားတဲ့အခါတော့တာယာတွေမီးရှို့ထားတာကိုတွေ့လိုက်ရပါတယ်။ပြီးတော့နှင်းတွေပေါ်မှာအေယာမာစလုံးကြီးတွေနဲ့ April Fool ဆိုပြီးရေးထားတာကိုပါတွေ့ခဲ့ရပါတယ်။ဒါဟာဒေသခံတူဖြစ်တဲ့ Oliver Pocky Bicker ဆိုသူရဲ့နောက်ပြောင်မှုတကူတက်တက်တာဖြစ်ပါတယ်။မီးတောင်ပေါက်ကွဲတာလည်းမဟုတ်သလိုဘာအန်တရေမှလည်းမရှိပါဘူး။သူဟာဒီလိုနောက်ပြောင်ဖို့အတွက်3နှစ်လောက်ကြိုတင်စီစဉ်ခဲ့ပြီးတာယာတွေကိုစုဆောင်းခဲ့ပါတယ်။ဒီတော့ရဟရင်တစီငါပြီးအဲ့ဒီတာယာတွေကိုမီးတောင်ထိကွာစီတည်ယူခဲ့တာပါ။သူကလီခေါင်းအာနာပင်းဖွဲ့ FAA နဲ့ရဲတပ်ဖွဲ့ကိုကြိုတင်အကြောင်းကြားခဲ့ပေမဲ့ကမ်းခြေဆောင်တပ်ဖွဲ့စီကတော့အကြောင်းကြားစာမရောက်ခဲ့ပါဘူး။ပေါ်ကီရဲ့နောက်ပြောင်မှုကဘလောက်တောင်အသက်ဝင်ခဲ့တယ်လဲဆိုရင်6နှစ်ကြာပြီးတော့ဒီမိတောင်တကယ်ပေါက်ကွဲတဲ့အခါမှာတော့လူတွေကသူ့စီကိုစားတွေလွမ်းပို့ပြီးဒီတခါတော့မင်းနောက်ပြောင်တာလွန်သွားပြီလို့ပြောခဲ့ကြတယ်ဒီပါပဲ